မှာပေါ့မိမကြွေးအများကြီးပဲလို့ဘွားပြောတယ်မိထင်လို့မဟုတ်ပါဘူးတားလည်းမိကိုတနာတာပေါ့မိကြွေးနေစားလေးနဲ့ငါတော့တိမ်ဖို့ဟော့ပေါ်လေးစားပြီးကြရင်ကျူရှင်ကိုကြော့ကြော်လေးတော့ငါအိတ်ကနေရတော့ဒီတမိုက်ကမိကြောဖို့မိတာတားငငယ်ကနေမကောင်းလို့မိစီကောင်ကြောပူပြေးတာအဲ့ဒါတွေခုတိမေသေးပါဘူးအမေရဲ့ငငယ်လေးတွေကတားမခေါ်ရမရှိဘူးအဖေလေကိုရနဲ့မပေါတင်မပြီးတော့ပေတီလေးခဲ့မေဆိုရင်လည်းမေဖေဆိုရင်လည်းမေပဲမေကြီးစုကတားပေါ်မှာရှိရထက်ကိုပို့ပါတယ်တားလိမ်မနေပါပြီတားကြောင်နဲ့မငိုပါနဲ့မေတို့တားပတ်စံနေပူရှာမယ်အမေကတော့လိုတာဝဲတောင်းမှန်ပါရဲ့မေပေါ်ကိုစိုးရမိလို့တောင်းမှန်ပါရဲ့မေပတ်စံနေဖြုံးနေလို့တောင်းမှန်ပါရဲ့မေစကားကိုနားမထောင်မိလို့တောင်းမှန်ပါရဲ့မေငိုရအောင်လုပ်ခဲ့မိလို့အောင်မေအောင်စီခြင်းနဲ့စေတန်းကိုအောင်မှုလို့ပြောတဲ့မျိုးတွေပွဲလာမခံနဲ့ဖေစံတို့တားလေးမခံခြင်းစိတ်ရှိရဖို့ပြတကယ်တမ်းဆိုငါသားလေးအောင်ပြီဆိုပြီးအားရပါရရဲစမ်းပြောမိမျိုးတွေမကောင်းဘူးနော်အဲ့ဒါမေတိလားမိမျိုးတွေကောင်းတဲ့ချိန်ရမိမှာပတ်ဆက်ရှိမှာသူတို့ပဲကြတော့မိသားစုကအဓိကတားတို့တွေကြတော့နေစရာအိမ်မရှိတာအဲ့ကြားတဲ့ကမှတားကမလိမ်ပါတော့အမေကိုမျိုးတွေဝိုင်းပြီးတော့နှိမ်တာပေါ့လူဆိုတာအမနဲ့မကင်းဘူးဒီချိန်တခါတော့ဒီနေ့ကစပြီးတားလေးလိမ်မာတော့မိမသားတယောက်ကအိမ်တာဝန်ကိုထမ်းနေအမေကအစိုးရအဝင်တန်းလေးမိသားစုအတွက်ဗလာပင်ပန်းမစေအမေတတန်မှုရှိရတော်ဝင်တဲ့စင်ပန်းလေးမိကိုထားခဲ့တယ်ဖေကိုလည်းမုန်းတယ်အမေကိုကောင်းပြောတယ်သူတွေကိုလည်းမုန်းတယ်မိသားစုနဲ့ရှိရင်မိကမြေတဲ့ရှုံးမယ်ဒါတော့မှမိသားစုအတွက်မိကပေးဆက်တုံးမယ်